ကျွန်တော်မိတ်ဆွေများမင်္ဂလာပါဖုန်းပြေးချမ်းမကြိုဆိုပါရစေကျွန်တော်ဒီနေ့ကျွန်တော်မိတ်ဆွေတို့ကိုထီးလေးနှစ်လက်ပေါ့ထီးလေးနှစ်လက်လေးနဲ့ကျွန်တော်ရှင်းပြပေးရင်းနဲ့မိတ်ဆက်ပေးချင်ပါတယ်ဒါကတော့ကျွန်တော်တို့ရွှေစည်းကုံနဲ့မဟာဝိဇ္ဇာပေါ့နော်ဟိုတော်တော်များများတော့ကျွန်တော်တို့ဒီရွှေစည်းကုံကိုဆိုမဟာဝိဇ္ဇာထင်ကြတယ်ပေါ့နော်မဟာဝိဇ္ဇာကိုလည်းရွှေစည်းကုံထင်ကြပေါ့ဒါကြောင့်ဒီထီးနှစ်လက်ပေါ့နော်ဒီထီးနှစ်လက်မှာဆိုကျွန်တော်တို့ဒါကတော့ဟိုမဟာဝိဇ္ဇာပေါ့နော်မဟာဝိဇ္ဇာထီးတာထီးပုံပေါ့နော်ဒါမဟာဝိဇ္ဇာထီးတာထီးပုံကျွန်တော်ဒါကတော့ရွှေစည်းကုံပေါ့နော်ကျွန်တော်တို့ဒီရွှေစည်းကုံထီးတာထီးပုံပေါ့နော်အဓိကတော့ရွှေစည်းကုံကတော့ကျွန်တော်တို့ပန်းအပိတ်ပေါ့နော်အပိတ်ကူလုံးလေးနဲ့အပိတ်ပန်းပိတ်လောက်ရတယ်ကျွန်တော်တို့ဟိုမဟာဝိဇ္ဇာကတော့ပိတ်ဦးပေါ့နော်ဒီတကြီးလေးတွေဒီလိုပေါ့တန်းတာပေါ့နော်ကျွန်တော်အဓိကတော့အခုဒီမှာတော့ပြချင်တာတော့ကျွန်တော်ဧည့်သည်ပေါ့နော်ဧည့်သည်ကကျွန်တော်တို့ပုံမှန်လုပ်နေကြထီးသားအချိုးသားပေါ့နော်ဒီလိုဟိုမဟာဝိဇ္ဇာအချိုးရွှေစည်းကုံအချိုးနဲ့မလုပ်ချင်မလဲသူကနည်းနည်းလေးပြင်နေတာပေါ့နော်ပြင်နေတာဖြစ်တဲ့အတွက်ကျွန်တော်သူပြင်နေတဲ့ပုံစံအတိုင်းကိုဟိုထီးပုံလေးဆွဲပေးထားတာပါဗျဒီလိုအတင်းချိုးလေးဖြစ်သွားတော့ပေါ့နော်ထီးသားလေးကအတင်းချိုးလေးနဲ့ဖြစ်သွားတယ်ဒါကျွန်တော်အခုဒီနှစ်စုဆိုရင်ကျွန်တော်20ခွန်ပေါ့နော်29လက်မှ2စုကိုရှင်းပြထားတာပေါ့နော်ဒါမှမဟာဝိဇ္ဇာဒါရွှေစည်းကုံဟိုပုံကလည်းမတူခင်ဗျာအခုအချို့ကြတော့လေရွှေစည်းကုံလာမှာတယ်ဒါပေမဲ့ဒီမဟာဝိဇ္ဇာထီးပုံစံတွေပဲသဘောကျတာများလို့ပေါ့နော်အခုကျွန်တော်ဒီအပြင်မှာရွှေစည်းကုံလက်မ30လောက်ထားတာလေးရှိတယ်ဗျကျွန်တော်ပြပြပါမယ်ဒါကျွန်တော်တို့အပျော်ကျိုးနဲ့ပေါ့နော်အပျော်ကျိုးနဲ့ချိုးထားတဲ့ပုံလေးအပေါ်မှာတော့စက်တပူးကြံလေးရပေါ့နော်စက်တပူးကမပြီးသေးဘူးကျွန်တော်တို့ဒီရွှေစည်းကုံမှာဆိုလဲကျွန်တော်တို့ဒီအကုန်လုံးကတော့ဒီကြီးလေပစ်တွေနဲ့ပဲတက်ထားရပေါ့နော်အာကွန်ကလိုအပ်မှသုံးတယ်ပေါ့နော်အာကွန်မလိုအပ်ရင်ကျွန်တော်မသုံးဘူးခင်ဗျဒီအပေါ်ဒီအတွင်းထဲမှာဆိုလဲကျွန်တော်3မီလီချက်မတွေသုံးထားရပေါ့နော်အတွင်းထဲမှာကုံနဲ့စုပ်တွေနဲ့ကုံကြီးလေပစ်တက်လို့ပေါ့နော်တော့မများတော့မှုသုံးတာဒါတော့ကျွန်တော်လက်မ30ရွှေစည်းကုံပေါ့နော်ဒီမှာတော့ကျွန်တော်10လက်မရွှေစည်းကုံပေါ့နော်10လက်မတပေရွှေစည်းကုံသူကလည်းလိုပဲကျွန်တော်တို့ကြီးလေးပလေးသုံးထားပါတော့ဒီကကြီးလေးပလေးသုံးထားတယ်အကောင်ကတော့မသုံးတော့ဘူးပေါ့နော်ကျွန်တော်တို့လိုအပ်ရင်သုံးတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ထီးရတော့တော်တော်များများအာမွန်ကြီးပဲရိုက်နေတိတ်ကြိုက်တယ်ကျွန်တော်အဲ့ဒီလေကောင်းကောင်းလေးရပြီလို့ပေါ့နော်အဲ့ဒါလေးပြချင်လို့ပါကျေးဇူးတင်ပါတယ်